Hello အားလုံးပဲမင်္ဂလာပါ။ရန်ဒုက္ခရောက်နေတဲ့အချိန်မှာဘေးနားရှိပေးတဲ့သူကမှဘဝလက်တွဲဖို့အဖြစ်ရွေးချယ်တင်တယ်လို့ပြောထားတယ်ပေါ့နော်။ဒါပေမဲ့အဲ့ဒါ100%မှန်လားဆိုတော့လုံးဝမမှန်ပါဘူး။ဘာလို့လဲဆိုတော့အဲ့လိုမျိုးနီးနဲ့ main ကလေးတော်တော်များများရွေးချယ်လို့ဘဝပြတ်သွားတဲ့ main ကလေးအများကြီးရှိပါတယ်။ကြားဖို့မှာပါပတ်ဝန်းကျင်မှာ तू ကမိသားစုကလွယ်လို့ဒစိမ့်ပေါ်ဆိုရင်ကောင်းနေမိသားစုနဲ့ပြန်လာလို့ရှိရင်ဖြစ်ကြပြီ conflict သူကတော့ငါ့ပေါ်ရန်ကောင်းလိုက်တာเนาะသူကမရှိလို့ရှိရင်ငါဘဝမရှိတော့ဘူးတကယ်တမ်းသူကိုဒီစိတ်အားနည်းနေတဲ့အချိန်တွေမှာဆိုလို့ရှိရင်ကျမတို့ဘယ်လိုမျိုးအမှတ်မှားတတ်ကြလဲဆိုရင်ကိုယ်နည်းနည်းလေးကောင်းပြတာနဲ့သူကနာကျင်နေပြီကိုအရင်နာကျင်နေပြီဆိုတော့ကျင်နာပြတဲ့လူမေတ္တာပြတဲ့လူစေတနာထားတဲ့လူတွေ့လို့ရှိရင်ကုတ်ကပ်ပြီးတော့မှရသမျှမေတ္တာကိုဆွဲထားချင်တာ။ तू ကအစွန့်ပစ်ခံရပြီเนาะတယောက်တည်းဖြစ်နေပြီဆိုလူရဲ့တဘာဝအရာက तू ကအဲ့လိုမျိုးအဖော်လေးနဲ့နေတဲ့အမျိုးလေအဲ့တော့အဖော်မရှိတော့ဘူးအဖော်မဲ့နေ resistant level တွေ resilience level တွေကကြာကိုကြာတယ်အဲ့တော့အဲ့လိုအခြေအနေဒီမှာဆိုလို့ရှိရင်ဟိုစကပုံလို့ပေါ့မိုးရွာနေတော့ထီးမဝဲပါနဲ့ဆိုတဲ့ဟာမျိုးမြင်တာအောင်ပြောမယ်ဆိုလို့ရှိရင်မိုးရွာတော့မှထီးရရမ်းလိုအပ်နေပြီဝယ်လိုက်ပြီဘလောက်ပေးရ quality လဲစစ်ချိန်မရဘူးအယောင်ရွေးချိန်မရဘူးရှိတဲ့ထီကောက်ဝယ်ရတယ်အဲ့လိုပဲကျမတို့အရန်ကြီးကိုကအားနည်းနေတဲ့အချိန်မှာလက်တွဲပေါ်မရှာပါနဲ့ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင် quality စစ်ဖို့လိုပါတယ်ဘာလို့အရေးကြီးတာလဲကျမတို့နောင်ဖြစ်လာမယ်ကျမတို့ရဲ့မျိုးဆက်လေးတွေအတွက်ဒီဗီဒီယိုကိုကြည့်ပြီးတော့မှno need เนาะ generation ထပ်ပြီးတော့မှမယူဘူး at least how about for you เนาะသင်အတွက်ကောင်းပြီးမဲ့လူကိုယ့်ရဲ့အနာဂတ်အတူတူရှောက်လန်းရမယ့်လူတစ်ယောက်ဟာကိုယ့်အပေါ်မှာမကောင်းနိုင်ဒုက္ခခံပြီးဘာလို့ယူမှာလဲဟုတ်တယ်เนาะဒုက္ခခံပြီးဘာလို့ကိုယ့်ရဲ့ငယ်ရွယ်မှုတွေအပုတ်ခံမှာလဲကိုကြီးတာမှန်နေကျင်နာတတ်တာမှန်နေနော်ကိုယ့်ပေါ်စေတနာရှိတာမှန်နေ but it doesn't mean that he love you ဟုတ်တယ်နော်ဒီတယောက်ကကိုညီပေးတိုင်းဆုံးမပေးတိုင်းအနားမှာရှိပေးတိုင်းကိုယ့်ရဲ့ဘဝလက်တွဲပေါ်အစစ်မှန်မဖြစ်နိုင်ဘူးပေါ့နော်လက်တွဲပေါ်ဆိုတဲ့ဟာလေစံချိန်စံညွှန်းနေအများကြီးနဲ့စစ်ချတတ်ဖို့လိုတယ်ပထမတစ်ချက်သူ့ရဲ့ genes ဆိုတာကလုံးဝပြုတ်ပြင်ပြောင်းလဲလို့မရတဲ့ဟာသူကြီးပြင်းလာတဲ့ background authentic ပေါ့နော်တချို့ကြတော့အဲ့ဒါကိုလိန်ထားတတ်တယ်ကျရင်သူယခုလက်ရှိသူ့ရဲ့ဘေးကလူတွေကိုကလွယ်ပြီးတခြားဘေးကသူ့တငယ်ချင်းသူ့ရဲ့မောင်နှမဝင်ခွဲသူ့ရဲ့ဆရာမသူ့မိဘသူ့အတိုင်းဝိုင်းမှာသူဘယ်လိုပြောဆိုဆက်ဆံလဲ soft ဖြစ်လားဒေါသကြီးလားဒါတွေအကုန်လုံး relationship မှာ accept ဖြစ်တာဖြစ်ပါတယ်သူဟာသူ့ဘဝလေးကိုသူရောဘယ်လိုခံယူချက်နဲ့ရှင်သန်နေရလဲတချို့ကြတော့ easy ပဲရေလိုက်ငါလိုက်ပဲဒီလိုလူကြတော့လေကျမတို့အနေနဲ့ဆိုအဆင်မပြေဘူးကျမတို့ကအလုပ်တွေအများကြီးလုပ်နိုင်တာကိုလောက်မှရှေ့ပြေးမနေလို့ရှင်အဲ့လူမစင်စားသင့်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့99.99% ကငွေနဲ့ပဲဖြည့်ရှင်းတာလေအဲ့တော့ငွေကိုမတ်ဖို့ပြောတာမဟုတ်ဘူးဒါပေမဲ့အလုပ်ရည်ကိုင်ရည်မရှိတဲ့လူဆိုရင်လုံးဝမစင်စားသင့်ပါဘူးအချစ်ကထမင်းစားလို့မရပါဘူးဘာမှဝယ်စားလို့မရပါဘူးဘာမှဝယ်စားလို့မရပဲဒုက္ခတွေအများကြီးရောက်လာအချစ်ဆိုတာလည်းဘယ်နှရောက်သွားမှမသိလောက်အောင်ဒုက္ခရောက်တတ်ပါတယ်ပေါ့နော်လူတိုင်းကိုကောင်းတဲ့လူလည်းမရွေးသင့်ပါဘူးဘာဖြစ်လို့လဲဆိုတော့လူတိုင်းကိုကောင်းပြီးတော့မှကိုယ့်အတွက် special မဟုတ်နေရင်ဘဝလက်တွဲဖို့ရွေးမဲ့အစားသူတငယ်ချင်းပဲဖြစ်လိုက်တာမှပို့ပြီးတော့မှကိုယ့်အတွက် flexible ဖြစ်တယ်ကိုရည်စားဖြစ်ရွေးရင်လေအဲ့လိုလူဆိုတေချာပေါက်ဥတူရမှာတဝင်းတူရမယ်ဆင်ញရမယ်ဘူးနဲ့မျက်ရည်တော့ရမယ်ပေါ့
နောက်ဆုံးတစ်ချက်ကကြတော့ကိုဘလောက်ထိအာယုံဆိုင်လဲဂယုဆိုင်နိုင်လဲကိုဘလောက်ဦးစားပေးနိုင်လဲသူ့ဘဝရဲ့အရေးကြီးဆုံးအချိန်စိတ်ပြက်စရာအကောင်းဆုံးအားနည်းဆုံးအချိန်မှာတော့မှကိုဘလောက်ထိဦးစားပေးပြီးတွေးတောပေးနိုင်လဲဆိုတဲ့အချက်ပေါ်မှာမူတည်ပြီးတော့မှကြည့်ပြီးတော့ရွေးပါဒီ9ချက်ကတော့မရှိမဖြစ်လိုအပ်ပါတယ်ဘာလို့လဲဆိုတော့ဒီ9ချက်နဲ့မကိုက်လို့ရှိရင်ဘဝလက်တွဲဖို့ကစိတ်ချမ်းသာအောင်ဘလို့မှမထားနိုင်ပါဘူးလို့ဒါအခြေခံကြတဲ့အချက်တွေဖြစ်ပါတယ်ဆိုတော့တွေးမမားပါနဲ့ကုညီတိုင်းကိုအပေါ်ဆုံးမစကားလေးတွေချွတ်တသားလေးပြောတိုင်း soft ဖြစ်တိုင်း doesn't mean that he is a good partner ကျမတို့ဆို gender case တွေဘာတွေအများကြီးကိုင်းနေလေးကောင်းဆက်လက်အတွေ့အကြုံတွေအများကြီးရှိလူတွေအများကြီးနဲ့စကားပြောဘူးတွေ trust me အပြင်မှာအရန်ကောင်းပြီးတော့မှသမီးနဲ့မိန်းမကိုအရန်နှိပ်စက်တဲ့ယောက်ျားတွေရှိသလိုအဲ့လိုပဲမိန်းကလေးဖက်မှာလဲဒီယောက်ျားအောင်မအရန်နိုင်နေသားသမီးကိုဆိုစေတနာမရှိဘူးเนาะသူ့တကူစားအတွက်ပဲအရန်စင်မြန်းတော့မိန်းမတွေရှိပါတယ်ဆိုတော့တတိထားပါလက်တွဲပေါ်မှာရွေးလို့ရှင်ဘဝကဘလို့မှမတောက်ပြောင်နိုင်တော့ဘူးပေါ့เนาะဒါဘဝတစ်ခုလုံးနဲ့ဆိုင်နေအနာဂတ်နဲ့ဆိုင်နေဆိုတော့ဒီနေ့တော့ဒီလောက်ပါပဲ bye bye